ဒီဘဝမှာလည်းသူနဲ့အတူတူနေရတာစိတ်ချမ်းသာတယ်နောက်ဘဝတွေမှာလည်းပဲသူနဲ့ပဲအတူဖြစ်ခြင်းဒီဘဝမှာလည်းသူနဲ့တွေ့ခြင်းတွေ့ရနောက်ဘဝမှာလည်းပဲသူနဲ့ပဲဆုံစည်းခြင်းဆိုတော့အဲ့ဒီမှာဘဝဆက်တိုင်းဆုံစည်းတဲ့နည်းလေးကိုမြတ်စွာဘုရားဟောထားတယ်အဲ့ဒါလေးကိုမှတ်တယ်ဘဝဆက်တိုင်းဆုံစည်းနိုင်တဲ့နည်းကိုမြတ်စွာဘုရားဟောတာတို့ဥပဒကဥပဒိကမမျိုးတို့ဇနီးမောင်နှံနှစ်ယောက်စလုံးဒီဘဝမှာလဲဆုံစည်းခြင်းနဲ့နောက်ဘဝမှာလဲဆုံစည်းခြင်းနဲ့ဆိုလို့ရှိရင်နှစ်ယောက်စလုံးတူလေးတူရှိရမယ်သမတ္တတာရှုံကြည်မှုသရတရားချင်းတူဖို့လိုတယ်သမသီလကိုချင်းသီလလည်းတူရမယ်သမစာကစွန့်ကြဲမှုဒါနကောင်းမှုလုပ်ထားခြင်းလည်းတူရမယ်သမပညာအသိပညာချင်းလည်းတူရမယ်အဲ့တော့တတ္တာရဲ့သီလရဲ့စာကရဲ့ပညာရဲ့ကုသိုလ်တရားတွေထဲမှာဒါတွေကအရေးကြီးတယ်ယုံကြည်ချက်တူရမယ်ကိုချင်းသီလတူရမယ်စာကဆိုရဲ